အိမ်နဲ့တူတဲ့လူဆိုတာတကယ်ရှိပါတယ်အိမ်နဲ့ဝေးရမှာစူးစမ်းရုန်းကန်နေကြရတဲ့လူတိုင်းဟာစိတ်ရဲ့နားခိုရာပြန်လည်အားဖြစ်ရာနေရာလေးတစ်ခုကိုတန်တကြရတာပါအိမ်နဲ့တူတဲ့လူဆိုတာကကိုယ့်ရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းအရှက်ရခြင်းအောင်မြင်ခြင်းစတဲ့ခံစားချက်အားလုံးကိုအတားအဆီးမရှိဖွင့်ဟပြသခွင့်ရမယ်ခိုးလုံရနေရာလေးပေါ့သူရှိမှဆိုရင်ဟန်ဆောင်ဖုံးကွယ်နေစရာမလိုဘူးကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းအကျွင်းမဲ့နားလေလက်ခံပေးနိုင်တဲ့သူလည်းဖြစ်တယ်။သူ့ရဲ့နှွေးထွေးတဲ့စကားတခွန်းဟာကိုယ့်ရဲ့ဘဝအမောတွေကိုစီးကြောပေးမဲ့မိုးရေစံနဲ့တူတယ်။လမ်းပြောင်းနေတဲ့ကိုယ့်ရဲ့နေ့ရက်တွေကိုအလင်းပေးမဲ့လမ်းပြကျယ်လည်းဖြစ်တယ်။အိမ်နဲ့တူတဲ့လူမျိုးဟာဒီနေ့ခေတ်မှာတန်ဖိုးကြီးပစ္စည်းတွေထက်အလွန်ရှားပါတဲ့ယရနာတစ်ခုလိုပါပဲ။ဘဝထဲမှာဒီလိုလူတစ်ယောက်ရှိနေပြီဆိုရင်အဲ့ဒီလူကိုတန်ဖိုးထားပါ။သူဟာတငယ်ချင်းတယောက်လည်းဖြစ်နေနိုင်တယ်လို့ချစ်သူတယောက်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ကိုနဲ့တနည်းနည်းနဲ့ပတ်သက်နေတဲ့သစိမ်းတယောက်လည်းဖြစ်နေနိုင်တယ်။အိမ်နဲ့ဝေးရမှာရောက်ရှိနေသူ